Hello အားလုံးပဲမင်္ဂလာပါရှင်မစ္စတာရဲကြီးဆိုင်ကယ်ရောင်းဝယ်ရေးအရေးကြမှကြိုးဆိုပါတယ်ဆိုင်ကယ်ရောင်းဆိုင်ကယ်ဝယ်အလဲထက်လဲလုံးလို့ရပါတယ်ရှင်အရေးကြလျှောက်ထားခြင်းတဲ့သူတွေအတွက်လဲမှတ်ပုံတင်မူရင်းအိမ်အောင်စုမူရင်းရက်ကွက်ထောက်ခံစာတို့ရှိပြီးအချိန်တစ်နာရီပေးုံနဲ့ဆိုင်ကယ်တစ်စီးပိုင်ဆိုင်နိုင်ပါပြီဆိုင်လိပ်စာလေးကတော့85လမ်း34လမ်း35လမ်းကြားလမ်းရှိဘက်ချမ်းအေးသာဆန်မြို့နယ်မန္တလေးမြို့ဖုန်းနံပါတ်လေးက3994လုံး4 2019 39995036 39994486 399986 နေမအကိုမများကားတင်ပေးပါသည်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်ကျွန်တော် AI ပါ